အရန်ပင်ပန်းနေတယ်လို့ထင်ရတဲ့အခါရတဲ့အချိန်လေးမှာကောင်းကောင်းအိပ်စက်အနားယူလိုက်ပါမနှက်ပြန်တွေအကြောင်းကိုအများကြီးမတွေးပါနဲ့ဘဝကရုပ်ရှင်တွေကလို့တော့အမြဲရှုံးမြင်စရာအခန်းတွေပဲပြည့်နေတာမှမဟုတ်တာတခါတလေအစင်မပြေစရာတွေနဲ့တခါတလေဒဏ်ရာတွေနဲ့တကယ်တမ်းကိုပိုင်ဆိုင်ထားတာကလက်ရှိပြစ်စုံပါနဲ့လောက်ပိုင်ခွင့်လေးတစ်ခုပဲရှိတာပါအနာဂတ်မှာနောက်ထပ်ဘလို့အဆိုးတွေကြုံလာရအောင်မလဲဆိုတာထက်ကြုံလာတဲ့အဆိုးတွေကိုဘလို့ရင်ဆိုင်သွားမလဲဆိုတာကသာကိုဘဝရဲ့အဖြေပဲမဟုတ်လားအေးချမ်းနေတဲ့ဆိုတဲ့သူတွေမှာလဲတစ်ချိန်ကအပူတွေများစွာနဲ့ပါပဲအဆင်ပြေနေတဲ့ထင်ရတဲ့သူတွေမှာလဲလူမသိတဲ့အခက်ခဲတွေထုံမပြချင်တော့အောင်ခါတီးလုံးနဲ့ဒဏ်ရာအနာတရားတွေရှိခဲ့တာပါပဲဘဝဆိုတာကတော့နေတတ်တဲ့သူတွေကိုပဲပျော်ဝင်ပေးထားတာပါအရာရာကိုအစိုးမြင်ထိခနဲ့ရှိခံစားလွယ်ပြီးလွယ်လွယ်နဲ့အရှုံးပေးပြောညံ့တဲ့သူတွေအတွက်တော့ပျော်စရာဆိုတာခက်များများရှိလာမှာမဟုတ်ပါဘူးစိတ်မှရင်တော့အနာကျင်တတ်တာမှာပေါ့စိတ်ပြိုရင်ငိုရမယ်စိတ်မနိုင်ရင်ဘဝရိုက်မယ်စိတ်ခိုင်မှဘာမဆိုရင်ဆိုင်နိုင်မယ်လိုချင်တာတွေတဲကလိုအပ်တဲ့လောက်ပဲရွေးယူပါအကောင်းတွေကိုမျှော်တွေးပြီးအဆိုးတွေကိုကြော်လွှားပါစိတ်တကားကိုဖွင့်ထားပါမေတ္တာတရားကိုယုံကြည်ပါစုပ်ထားတဲ့လက်နဲ့ဘာမှယူလို့မရတယ်လို့ငုံပြီးလမ်းလျှောက်နေတဲ့သူဟာလည်းရှေ့ကအရာတွေကိုဘာမှမြင်ရမှာမဟုတ်ပါဘူးနာကျင်မှုတွေကိုမွေးမထားပါနဲ့တယောက်ယောက်ကကိုယ့်ကိုမရှစ်လဲကိုယ့်ကိုရှစ်တဲ့သူတွေအများကြီးရှိပါသေးတယ်လူတိုင်းစီကတော့အစစ်အမှန်ကိုရနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့ကိုယ့်စီကတော့အစစ်အမှန်တွေပဲပေးလိုက်ပါဘဝဆိုတာစိတ်ကူးရင်ရတဲ့အရာမဟုတ်ပါဘူးလက်တွေ့ရင်ဆိုင်ရတဲ့အရာပါ